ခြံစည်းရိုးကာတဲ့တန်စကာနဲ့အိမ်ဆောက်လို့ရှိရင်တမန်ရိုးကြအိမ်တွေထက်ငလျင်တန်းကိုနှစ်ဆပိုပြီးခံနိုင်ရှိတယ်ဆိုတာသင်ယုံမလားလူသမားက64ရာခိုင်နှုန်းပိုပြီးတော့တက်တာမယ်အမေရိကန်လိုနိုင်ငံမျိုးမှာဆိုလို့ရှိရင်ဒေါ်လာတောင်းချီပြီးတော့ပိုပြီးတက်တာမယ်ခုခေတ်မှာအိမ်ဆောက်ဖို့အတွက်အုတ်ခဲတွေတစ်သားတွေမလိုတော့ပါဘူးတရုတ်နိုင်ငံကတောင်သူလယ်သမားတချို့ဟာအိမ်တွေကိုတန်စကာတွေနဲ့ပဲတိစောက်နေကြပါတယ်ဟုတ်ပါတယ်တန်စကာပါဒါကို engineer အခေါ်အရ composite steel mesh လို့ခေါ်ပါတယ်လုံးပုံကရိုးရှင်းပါတယ်စက်ရုံကနေအတင်ထုတ်လုပ်လာတဲ့တန်စကာပြားတွေကိုကိုတီစောင့်မဲ့အိမ်နေရတွေမှာထောင်လိုက်ပြီးတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ဂျားထဲမှာဘီလက်မြေကြီးလောင်းထည့်လိုက်ရုံပါပဲဘီလက်မြေခြောက်သွားတဲ့အခါမှာအိမ်တစ်လုံးကတမန်နီနဲ့ကြောက်သားပေါင်းဆက်ထားလို့သားတဲ့ဖြစ်သွားပါတယ်ရလက်ကတော့ရိုးတာမန်အုပ်အိမ်တွေထက်ငလျင်တန်းကို130ရာခိုင်နှုန်းပို့ပြီးခံနိုင်ရရှိသွားပြီးနည်းပညာပဲဖြစ်ပါတယ်